ကျမတထေးရရတာပေါ့မှာဆိုလို့တဲ့ကြက်သားကိုရေရမ်းမဆေးပါနဲ့တဲ့မှာသွားတယ်ကျမကလည်းအကျင့်ပါနေတော့ဘလို့ပဲမှဆေးတာပဲရေဘလောက်ပဲဆေးဆေးပြပြနစ်နစ်နဲ့စားလို့ကောင်းအောင်သူတို့နိုင်ငံဆာလုံးနာဟင်းကိုချက်ပါမယ်ဒီနေ့ကဧည့်သည်လာမှာမို့လို့အင်ကျက်3កောင်ချက်ပါတယ်ရှင်ဆေးကြောတန်းစင်ထားတဲ့ကြက်သားတွေကိုစားငရုတ်ကောင်းနနွင်းငရုတ်တိရောင်တင်မုံဂျင်းမုံတစ်ကြိုးကောင်းမုံမဆလာတို့ထည့်ပြီးတော့တေချာလေးစုပ်ပြီးနေပေးထားလိုက်ပါတယ်ကျမကအချိန်ရမ်းမရတော့လို့နှက်တာကိုတော့တနားရီလောက်ပဲနှက်လိုက်ရပါတယ်ရှင်ပထမဆုံးအနေနဲ့ကျမချက်နေကြအတိုင်းပဲကြက်သွန်နီကြက်သွန်ဖြူနဲ့နနံပင်ထောင်းထားတာတွေကိုမွေးလာတဲ့ထိတေချာလေးစီတက်ပေးလိုက်ပါမယ်ရှင်တို့အများတန်းပြောတဲ့စကားတစ်ခုရှိရဲ့ချက်ပုံချက်နီးချင်းတူတူပဲနင်ချက်ရင်ဘာလို့ပို့မွေးပြီးစားလို့ကောင်းနေရလဲတဲ့ကျမကစားတောင်းနဲ့ပတ်သက်ရင်ဘယ်တော့မှပြီးစလွယ်မလုပ်ဘဲနဲ့စီယိုနာနာလေးမွေးနေအောင်တက်ပြီးမှချက်လို့ပါရှင်ဟင်းတစ်ခွက်ထဲချင်းတူတူချက်ပုံချက်နီးချင်းလဲတူတူစေနာမြစ်တာရင်နဲ့ချက်တဲ့ဟင်းကပို့ပြီးစားလို့ကောင်းတယ်ဆိုတာဘယ်တော့မှမမေ့နိုင်တဲ့ငငယ်ကအမေချက်ကျွေးဘူးတဲ့ဟင်းကတက်တည်ပြနေပါတယ်ကျမတထင်းကိုစနွင်းကုန်နေလို့မာလိုက်တာပေါတာထည့်ပြီးလိုက်ရတော့ဓာကြီးဝယ်လာတယ်တဲ့ဟင်းအိုးတည်ထားတဲ့ချိန်မှာပဲရေခဲတက်တာတဲ့ကိုလည်းတန်ရှင်းရေးလုပ်လိုက်ပြီးတော့ချက်သားဟင်းနဲ့တွဲစားဖို့အတွက်လည်းအသီးရွက်တွေကိုပြင်ဆင်ထားလိုက်ပါတယ်ချက်သားဟင်းနဲ့တွဲစားဖို့အတွက်ကတော့ဆလက်ရွက်မုံလာရွက်တခွားသီးလေးနဲ့တံမြာသီးငရုတ်သီးစိမ့်တို့ပါရှင်ဟင်းအိုးတည်ထားတဲ့ချိန်မှာလှုပ်ရှားရှိရာတွေလုပ်ထားတော့ဟင်းအိုးလည်းအကျဲလှုပ်ရှားတွေလည်းအပီးပဲပေါ့နော်ကျမချက်ရင်ဒီလိုမျိုးအယိုးတွေကျွတ်တက်ထိနူးဤနေအောင်ချက်တာပါနောက်ဆုံးအဆင့်အိုးချကနေနေထားမှာရုံးပရိသီလေးထည့်လိုက်ပြီးရုံးပရိသီနူးဤလာတဲ့ထိချက်ပေးလိုက်ရင်တော့ပြပြနစ်နစ်နဲ့မွေးကြိုင်ပြီးရမ်းစားလို့ကောင်းတဲ့ဆာလုံးနာဟင်းရပါပြီရှင်အယိုးလေးတွေကိုလည်းမကြိုးမကြေအောင်တေချာယူဆိုင်ပြီးထောပတ်နဲ့မမွေးလေးနဲ့ချက်ပေးထားပါတယ်ကျမတထင်းနဲ့တထင်းမှာဧည့်သည်ရှိဆိုရင်အချီးမွန်းကောင်းတော့အစားတောင်းနဲ့ပတ်သက်ရင်ကျမမျက်နှာအရမ်းရပါတယ်ကျေးဇူးတင်ပါတယ်ရှင်စိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေဘိုင်ဘိုင်